ဟောပြန်သွားတယ်ဆိုပါစို့ကြည့်လေရေလေးကငကိုယ်တော့ကအရေးပျော်ဝင်နေတာအရေးပျော်ဝင်နေတဲ့ရေလေးကိုရေခဲတစ်တာတဲ့ထက်ရေခဲနိုင်တဲ့အခန်းထဲထည့်ထားလိုက်လို့ရှိရင်ထိုရေလေးကရေအကြီးကနေပြီးတော့အခဲဖြစ်ပြောင်းမသွားဘူးလားပြောင်းသွားပါတယ်အဲ့ဒါမျိုးဆိုလို့လေနော်ပြောင်းသွားတယ်သင်္တရံပြောင်းသွားဒါကိုတိတေနပိရုပ္ပတိလို့ပြောလို့ရတာပေါ့အေးကြောင့်လည်းပြောင်းသွားဒီလေတချို့သိအေးတဲ့အရက်တွေမှာနေတဲ့ပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်မှာအကာအကွယ်တွေလုပ်ရတယ်အကာအကွယ်မလုပ်နိုင်လို့ရှိရင်နှာခေါင်းပြားလေးတွေနေရွက်ဖြားလေးတွေမဲလာအေးလောင်တယ်လို့ခေါ်တယ်အပူလောင်တယ်လို့အေးရလည်းလောင်တာမှန်ပါပါဗျာ frozen bite လို့အင်္ဂလိပ်လို့ခေါ်တာ frozen bite ဆိုတာ froze ပါတိတ်ပြီးတော့ရေခဲလောက်အောင်အေးတဲ့အေးကိုပြောတာမှန်ပါပါအဲ့ဒီအေးရဲ့ကြိုက်တဲ့ဓာတ်ကိုခံရတဲ့အတွက်ကြောင့်နှာခေါင်းပြားလေးတွေမဲသွားဧဝရတောင်တက်တဲ့ပုဂ္ဂိုလ်တွေဒါမျိုးတွေကြုံတတ်တယ်။ဩနေရဖြားလေးတွေသွေးမရောက်တဲ့အခါကျတော့ဒါလေးတွေမဲပြီးနောက်ကျရင်ပုတ်သွားတတ်တယ်။မှန်ပါပါ။အကာအကွယ်မလုပ်လို့ရှိရင်သွေးမသွားနိုင်သည့်အတွက်ကြောင့်ဒီခြေပြားလက်ဖြားလေးတွေကမဲပြီးပုတ်လာ။ဒါဘယ်သူကြောင့်ပြောင်းလဲသွားတာတော့လို့ဆိုတော့အေးကြောင့်ပြောင်းလဲသွားတာတဲ့အလွန်အေးတဲ့ထည့်ထားလို့ရှိရင်ရေခဲတဲ့ထည့်ထားလို့ရှိရင်ဟင်းရွက်တွေလည်းတဖြည်းဖြည်းကျတော့နွမ်းသွားတာပဲမှန်ပါပါဟုတ်ကြာရှည်ခံတယ်လို့ဆိုပေမဲ့လို့လွန်ကဲလာလို့ရှိရင်တော့နွမ်းသွားတာပဲဟုတ်ကဲ့လားမှန်ပါပါဒါကြောင့်မို့လို့တိတေနပိရုပ္ပတိတဲ့အေးကြောင့်လည်းပဲဒီယုတ်ကြီးကပြောင်းလဲသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်ပြောင်းလဲတယ်ပျက်စီးတယ်ဒါကြောင့်မို့ယုတ်လို့ခေါ်တယ်ဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ changes လို့လည်းပြန်တယ် perish လို့လည်းပြန်တယ် changes ဆိုတာပြောင်းလဲသွားတာ perish ဆိုတာပျက်စီးသွားတာဟောလူခန္ဓာကိုယ်မှာအေးနဲ့တွေ့ရင်လည်းပြောင်းလဲပျက်စီးသွားတာလွန်ကဲတဲ့ဆန့်ကျင်ဘက်အေးနဲ့တွေ့လို့ရှိရင်ပြောင်းလဲပြီးတော့ပျက်စီးသွားနိုင်တယ်ရေလေးကအခဲအဖြစ်ရောက်သွားတယ်ဟောပြောင်းလဲသွားတယ်ပြောင်းလဲသွားတာလည်းပဲရုပ်ပဲပျက်စီးသွားတာလည်းရုပ်ပဲဟောဒီလိုဆိုလို့တယ်နောက်မြတ်စွာဘုရားကဒါသိတာအောင်ဟောတာဩနေနပိရုပ္ပတိအပူနဲ့တွေ့လို့ရှိရင်လည်းပြောင်းလဲသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်တဲ့လူရဲ့ခန္ဓာကိုယ်လည်းဒီတိုင်းပဲမီးလောင်လိုက်လို့အပူတွေ့သွားပြီတိတ်ပူတဲ့အပူနဲ့တွေ့လိုက်လို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဟာဘယ်ခံနိုင်မလဲဟုတ်ကဲ့လားမှန်ပါပါဗျာမီးလောင်ခံရရင်မီးလောင်တဲ့နေရာဆိုမဲသွားမှာပေါ့ရေတွေကွာသွားမှာပေါ့ပြောင်းလဲသွားတယ်ပျက်စီးသွားတယ်အပူကြောင့်လည်းပြောင်းလဲပျက်စီးသွားတယ်ခုနရေကလေးကိုအပူပေးလိုက်တဲ့အခါကျတော့ဘာဖြစ်သွားတော့အငွေ့ဖြစ်သွားဟောပြောင်းသွားတာအကြီးကနေပြီးတော့အငွေ့ဖြစ်သွားဒါဘာကြောင့်ပြောင်းတာတော့လို့ဆိုဆန့်ကျင်ဘက်အပူကြောင့်ပြောင်းတာလို့ထို့တူပဲဇိကိဆာယပိရုပ္ပတိဆာလို့ရှိရင်လည်းပြောင်းသွားတယ်ပိပတာယပိရုပ္ပတိရေငတ်လို့ရှိရင်လည်းပဲပြောင်းလဲပျက်စီးတယ်တဲ့ဟောယုတ်တရားတွေကဒါလူသားတ attva တွေနဲ့ရည်ညွှန်းပြီးတော့မြတ်စွာဘုရားဒါတွေဟောတာနော်မှန်ပါပါဗျာဇိကိဆာယပိရုပ္ပတိထမင်းဆာလို့လဲအလွန်ဆာပြီးတော့ငတ်လို့ရှိရင်ပေါ့ငတ်သွားလို့ရှိရင်ငတ်မွတ်နေတယ်ဆိုလို့ရှိရင်ပြောင်းလဲနိုင်တယ်မွတ်သိပ်တယ်ရေသိပ်ဆာတယ်ရေမတော့ရဘူးဆိုလို့ရှိရင်လည်းပြောင်းလဲသွားတာပဲဟောပျက်စီးသွားနိုင်တယ်ရေငတ်ရင်လည်းသေတာပဲနော်အစာငတ်ရင်လည်းသေတာပဲမှန်လားဟောယုတ်တရားတွေဟာပြောင်းလဲနိုင်တယ်မခံနိုင်ဘူးဒန္တမကတဝါဒတပတရိတပတံဖတ်တေနာပြီချင်းကြိုက်လို့ရှိရင်လည်းပြောင်းတယ်ဟုတ်တယ်ချင်းကြိုက်လို့ရှိရင်လည်းရိုးရိုးအရေးပေါ်မှာအဖူးကလေးတွေဖြစ်လာတယ်ဟောတာပြောင်းလဲမှုပဲနော်မှန်ပါပါတချို့ကြတော့ spot အပေါက်ကလေးအပြောက်ကလေးတွေထင်းလာတယ်ချင်းကြိုက်တဲ့နေရာမှာအနီးပြောက်ကလေးတွေအနီးဆက်ကလေးတွေပေါ်လာဒါပြောင်းလဲမှုပဲ
ပဂတိအရေးသားကနေပြောင်းလဲပြီးတော့သွားတာမက်တို့ချင်းတို့ဒီကောင်တွေကြိုက်တယ်မွေတို့ကင်းတို့ဆိုတဲ့အစိတ်ရှိတဲ့ကောင်တွေကြိုက်တယ်ဟောခန္ဓာကိုယ်ရဲ့အနေအထားရုပ်တဘာဝတရားတွေဟာပြောင်းလဲပြီးတော့ပျက်စီးတတ်တယ်တဲ့မြတ်စွာဘုရားကလွယ်လွယ်လေးသိအောင်လို့ရုပ်ဆိုတာဆန့်ကျင်မဲ့နဲ့တွေ့ရင်ပြောင်းသွားတဲ့သဘောတရားတွေကိုပြောတာပါတဲ့မှန်ပါပါဗျသဘာဝကိုယ်ကပြောင်းသွားတဲ့အနေအထားရှိတယ်လို့ခိစ္စနိယသုတ်တံမှာမြတ်စွာဘုရားကရူပရဲ့အဓိပ္ပာယ်ကိုဒီလိုဖွင့်ဆိုထားတာအဲ့တော့ပြောင်းလဲတတ်တဲ့သဘောဆန့်ကျင်မဲ့အကြောင်းတရားနဲ့ဆုံစည်းတဲ့အခါပြောင်းလဲတတ်တဲ့သဘောပျက်စီးတတ်တဲ့သဘောကိုရုပ်လို့ခေါ်ပါတယ်လို့ဒါပထမမှတ်ထားရမှာနော်မှန်ပါပါဗျာကောင်းပြီဒီလိုပြောင်းလဲပျက်စီးတတ်တဲ့သဘာဝတရားထိုပြောင်းလဲပျက်စီးတတ်တဲ့သဘာဝတရားဒီအာယုံကိုရယူနိုင်စွမ်းမရှိဘူးဆန့်ကျင်မဲ့တွေ့ရင်ပြောင်းသွားတယ်ပျက်စီးသွားတယ်ဒီရေကိုအပူပေးလိုက်လို့ရှိရင်အခိုးအငွေ့ဖြစ်သွားတယ်အခိုးအငွေ့ကိုတခါအေးနဲ့ပြန်ပြီးတော့ဆုစီလိုက်ပြန်လို့ရှိရင်အရေပျော်သွားပြန်တယ်အဲ့ဒီအရေကိုမှတခါပို့ပြီးတော့အေးအောင်လုပ်လိုက်လို့ရှိရင်အခဲဖြစ်သွားပြန်တယ်ဟောအပူအေးဆိုတဲ့ဒီစန့်ကျင်မဲ့အကြောင်းတရားတွေကြောင့်ဘုံတရံနေအမျိုးမျိုးပြောင်းပြီးတော့နေတာဟာယုတ်တရားတဲ့လူရဲ့ခန္ဓာကိုယ်မှာရှိတာဒီယုတ်တရားမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဟာတွေလည်းပဲဒီလိုပဲစန့်ကျင်မဲ့အပူတွေတွေ့မယ်စန့်ကျင်မဲ့အေးတွေလွန်ကဲတာတွေနဲ့တွေ့မယ်ဆိုရင်ပြောင်းလဲသွားနိုင်တယ်လို့ဒီလိုမှတ်ရမယ်နော်မှန်ပါပါဗျာပြင်ဘက်ဗဟိတမှာလည်းပဲထို့တူပဲဒီလိုပြောင်းလဲနေတာရုပ်ဆိုတဲ့သဘာဝတရားသည်တတ္တဝါတွေရဲ့တဏ္ဍာမှာသာရှိတာမဟုတ်ဘူးအပြင်ဩကာသလောကကြီးမှာလည်းရှိတယ်လို့ဒီလိုမှတ်မှန်ပါပါကြည့်ပန်းပွင့်ကလေးတွေကြည့်ပန်းပွင့်ကလေးဟာဖွဲ့စည်းထားတာရုပ်တသက်နဲ့ဖွဲ့စည်းထားတာပန်းပွင့်ကလေးတစ်ပွင့်မှာရုပ်ပေါင်းဘယ်လောက်ရှိသလဲဆိုတာအရင်ကြည့်ပန်းပွင့်ကလေးမှာကြည့်အမာခံလေးတစ်ခုရှိတယ်မာတဲ့ပြော့တဲ့သဘောလေးနဲ့ဖွဲ့စည်းထားတာသူ့ရဲ့သဏ္ဍာန်လေးပေါ်နေတာဟာဒါအမာခံလေးပဲเนาะမှန်ပါပါဗျအဲ့ဒီအမာခံသဘောလေးပေါ်မှာဘာတွေရှိနေတုံးဆိုလို့ရှိရင်စုစည်းထားတဲ့သဘောရှိပန်းပွင့်လေးကအမှုန့်ကျိတ်လိုက်မယ်ဆိုရင်အမှုန့်ကလေးတွေမဖြစ်ဘူးလားဖြစ်ပါပါဗျဒီပန်းပွင့်လေးတွေဟာဒီလိုအလုံးကလေးဖြစ်နေတာစုစည်းထားတာမှန်ပါပါအမာခံသဘောလေးကိုပထဝီလို့ခေါ်တယ်အဲ့ဒီလိုအမုံလေးတွေကိုစုပြီးတော့ဟောဒီလိုသဏ္ဍာန်လေးဖြစ်နေအောင်လုပ်ထားတာကအာဘောကနေစုစည်းပေးထားတာတဲ့မှန်လားကြည့်လေမုံဖုတ်ချင်တယ်ဆိုလို့ရှိရင်ပထမဂျုံမုံနေမဟုတ်လားမှန်ပါပါဗျာဂျုံမုံတွေကိုအခဲဖြစ်အောင်ဗာနဲ့လုပ်ရေလေးနဲ့လုပ်ရတယ်ဟောရေလေးနဲ့ထည့်ပြီးတော့နေလိုက်အခဲလေးဖြစ်သွားတာမဟုတ်လားမှန်ပါပါဗျာဒီလိုအမုံကလေးတွေကိုဘယ်သူကစုစည်းလိုက်တာတုံးဆိုရင်ရေကစုစည်းလိုက်တာဒီတိုင်းမဲ့ဒီပန်းပွင့်လေးဟာဒီလိုတရံလေးဖြစ်နေအောင်ဘယ်သူကစုစည်းထားတာတုံးဆိုအာဘောဆိုတဲ့ရေဓာတ်ကစုစည်းလိုက်တာတဲ့ဒီလိုတရံလေးဖြစ်လာမှန်ပါပါအဲ့ဒီတရံလေးဖြစ်နေတဲ့ပန်းပွင့်လေးဟာဒီတိုင်းတီးပြီးတော့မနေဘူးအပူအေးဆိုတာလေးတွေနဲ့တွဲနေရသည့်အတွက်ကြောင့်သူဟာလန်းဆန်းလာတယ်အေးနဲ့တွေ့ရင်လန်းဆန်းလာတယ်တဖြည်းဖြည်းရင့်လာပြီးအပူနဲ့တွေ့တဲ့အခါရင့်ရော်ပြီးတော့နွမ်းပြီးကြွေမသွားဘူးလားနောက်ဆိုတော့ဩအဲ့ဒါကဘယ်သူကနေစွမ်းဆောင်နေတာတုံးဆိုတော့တေဇောကနေစွမ်းဆောင်နေတယ်လို့ပြောထိုပန်းပွင့်လေးဟာတနေရာထဲမှာအခုလိုစုနေအောင်ကဘယ်သူကနေပြီးတော့တွန်းအားပေးနေတယ်ဘယ်သူကနေပြီးထောက်ပံ့ထားတော့ဆိုရင်ဝါယောဆိုတာကထောက်ပံ့ထားတယ်တဲ့လှုပ်လို့ရှားလို့ရနေအောင်ထောက်ပံ့ပေးထားတယ်တကယ်ကြည့်လိုက်တော့ဓာတ်ကြီး၄ပါးပဲသူမှစုစည်းထားတာနော်မှန်ပါပါဗျာအေးလူခန္ဓာကိုယ်လည်းပဲဒီတိုင်းပဲမုံတုံးကလေးတတုံးကိုပဲကြည့်မုံတုံးကလေးတတုံးဟာအတုံးလေးဖြစ်နေတာထိုအတုံးလေးပေါ်မှာဘာတွေရှိတုံးထိုအတုံးလေးဖြစ်နေအောင်ဘယ်သူကစုထားတုံးဆိုအာဘောကစုထားတယ်ထိုအတုံးလေးဟာမားလာအောင်ဘယ်သူကလှုပ်ပေးနေတုံးဆိုတေဇောကလှုပ်ပေးတယ်ဟောတဖြည်းဖြည်းမားလာတယ်ထိုမားလာတဲ့ဒီလိုမာပြီးတော့
ဘေးပတ်ဝန်းကျင်နဲ့မဆက်ဆံအောင်တွန်းပြီးတော့ပေးထားတာကဘယ်သူကပေးတုံးဆိုဝါယောကပေးထားတယ်အဓိကကရုပ်ထဲမှာအဓိကကဟောဒီမဟာဘုတ်၄ပါးပဲတဲ့မှန်ပါပါဒါကြောင့်မို့ရုပ်အကြောင်းကိုလေ့လာမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကရုပ်ဆိုတာဘယ်ဟာတွေတုံးလို့မေးတော့မဟာဘူတဆိုတဲ့မဟာဘုတ်၄ပါးတနည်းအားဖြင့်ခေါ်ရင်ဓာတ်ကြီး၄ပါးမှန်ပါပါတို့ဓာတ်ကြီး၄ပါးပေါ်မှာမှီပြီးတော့တီးနေတဲ့ရုပ်ဥပါဒာရုပ်လို့ခေါ်တယ်မှန်ပါပါမဟာဘူတသို့မဟုတ်ဓာတ်ကြီး၄ပါးပါဠိလိုမဟာဘူတမဟာဘုတ်ဓာတ်ကြီး၄ပါးဓာတုအဲ့ဒီမဟာဘူတဆိုတဲ့မဟာဘုတ်၄ပါးထိုမဟာဘုတ်၄ပါးကိုမှီပြီးတော့ထိုမဟာဘုတ်၄ပါးပေါ်မှာရက်တည်နေရတဲ့ယုတ်တွေကဥပါဒါယုတ်လို့ခေါ်တယ်မဟာဘုတ်၄ပါးကိုမှီပြီးတော့နေတဲ့ယုတ်တွေကဥပါဒါယုတ်တဲ့မှန်ပါပါဗျာအဲ့တော့ပထမဆုံးအားဖြင့်အကျဉ်းကိုဒီလိုနှစ်ခုမှတ်ရမယ်မဟာဘုတ်၄ပါးရဲ့ဥပါဒါယုတ်က24ပါးရဲ့အလုံးပေါင်းလိုက်လို့ရှိရင်ယုတ်28ပါးလို့ခေါ်တာကဲအဲ့ဒီယုတ်28ပါးကိုတစ်ခုစီတစ်ခုစီဆင်ញင်စဉ်းစားပြီးတော့ကြည့်မဟာဘုတ်၄ပါးဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီအာဘောတေဇောဝါယောဒါကပါဠိလိုပြောတဲ့အမည်ပညာတ်တွေပါဠိလိုပြောတဲ့ဟာတွေမြေရေလေမီးဓာတ်ကြီး၄ပြဟုတ်လားမှန်ပါပါပထဝီဆိုတာမြေအာဘောဆိုတာရေတေဇောဆိုတာမီးဝါယောဆိုတာလေမြေရေလေမီးဓာတ်ကြီး၄ပြဓာတ်ကြီး၄ပါးရဲ့နာမည်နဲ့ဒါတွေကိုနာမည်ပေးထားတာသို့တော့တစ်ခုရှိရင်ကျန်တဲ့၃ခုရှိတယ်အမြဲတမ်းသူတို့ကအမြဲတွဲနေတာမှန်ပါပါဗျာအမြဲတွဲနေတာအမြဲတွဲနေပေမဲ့လို့ quantity ချင်းအတိုင်းအတာပမာဏချင်းတော့မတူဘူးတဲ့ quality နဲ့ quantity မတူဘူးဟုတ်ကဲ့လားမှန်ပါဗျာဒီ၄ခုသည်ခွဲလို့မရအောင်စုတွဲပြီးတော့နေတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်သက်ရှိတ attva ရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်သက်မဲ့အရာဝတ္ထုတွေမှာပဲဖြစ်ဖြစ်ဟောဒီ၄ခုဟာခွဲမရအောင်စုပြီးတော့တည်နေတယ်ဘယ်လိုမှခွဲခြားလို့မရဘူးရေထဲမှာလည်းဟောဒီ၄ခုရှိတာပဲမီးထဲမှာလည်းဟောဒီ၄ခုရှိတယ်လို့အခြေခံအပြင်ပြောရင်ဒီ၄ခုကဘယ်နေရာမှခွဲပြီးတော့မနေဘူးတဲ့မှန်ပါပါဗျာခုနကပန်းပွင့်ကလေးကိုကြည့်ပန်းပွင့်ကလေးမှာပုံတရံအမာခံအနေနဲ့ကတည်ရှိနေတာအဲ့ဒါကပထဝီမှန်ပါပါမြေလို့ဆိုတော့တင်စားပြီးတော့ခေါ်တဲ့အရာနော်မှန်ပါပါဗျာလောကမှာမြေကြီးပေါ်မှာသစ်ပင်တွေတောတောင်တွေအိမ်တွေအရာဝတ္ထုတွေတီးနေတာမဟုတ်လားမှန်ပါပါဗျာမြေကြီးမရှိရင်ရက်တီလို့ရရလားမရပါဘူးဗျာအလုံးဟာမြေကြီးပေါ်မှာတီးနေကြတာမှန်ပါပါဗျာထို့တူလဲရုပ်အလုံးဟာပထဝီပေါ်မှာတီးနေတယ်ဒါကြောင့်မို့မြေလို့ပြောတာနော်မှန်ပါပါဗျာရုပ်အလုံးဟာဒီမြေကြီးပေါ်မှာပထဝီဆိုတဲ့ဒီဓာတ်ပေါ်မှာတီးပြီးတော့နေကြတယ်မြေဓာတ်ပေါ်မှာတီးနေကြတယ်မှန်ပါပါဒီမြေကြီးကိုပထဝီခေါ်တာမဟုတ်ဘူးဒီသူသဘောကတော့တရားဆိုတဲ့သဘာဝတရားလို့အဓိပ္ပာယ်ပြောမှာနော်မှန်ပါပါဗျာအဲ့တော့ကြည့်ပန်းပွင့်လေးမှာဘာတွေတီးနေတုံးကြည့်လိုက်တော့ဟောလို့စုစုစည်းစည်းသဏ္ဍာန်လေးပေါ်နေတာကဒါပထဝီပဲအဲ့ဒီလိုသဏ္ဍာန်လေးပေါ်နေအောင်ဘယ်သူကအကူအညီပေးပြီးစုစည်းထားတာတုံးဆိုအာဘောကစုစည်းပေးထားတာရေဓာတ်ကစုစည်းထားတာရေဓာတ်မရှိဘူးဆိုရင်တစ်ခုနဲ့တစ်ခုဖျို့ဖျဲကွဲထွက်သွားမှာပဲမုံမုံကလေးတွေဟာရေခမ်းချောက်သွားရင်အမှုန့်ကလေးတွေပြန်ဖြစ်သွားတယ်မှန်ပါပါဗျာရေကနေဆွဲပြီးစုပေးထားတဲ့အခါကျတော့အလုံးခဲလေးဖြစ်နေတယ်ဟောပထဝီဆိုတဲ့အမာခံကိုအာဘောကနေပြီးတော့ထောက်ပံ့ပြီးစုစည်းပေးထားတယ်အဲ့ဒီစုစည်းထားတဲ့အရာလေးဟာပူမှုအေးမှုလေးတွေကနေရင့်ကျက်အောင်လုပ်ပေးနေတယ်ဟောမာသွားတယ်ပျော့သွားတယ်သူကဖန်တီးနေတာတေဇောကနေဖန်တီးပေးနေတာ အ
အဲ့ဒီမာသွားတယ်ပြော့သွားတဲ့သဘောလေးဟာသူကသူတီးတီးတန်တန်လေးဖြစ်နေအောင်လှုပ်လို့ရှားလို့ဖြစ်နေအောင်စုစည်းပြီးတော့ဒီလိုစုစုစည်းစည်းလေးဖြစ်နေအောင်